အားလုံးပဲမင်္ဂလာပါခင်ဗျာထောက်ပါဘူးတော့လည်း channel မှာကြိုဆိုလိုက်ပါတယ်မသားစရာဘူးဒရရစရာများကိုအမြဲတင်ဆက်တော့မှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးခဲ့ကြပါဦးခင်ဗျာအိမ်တော်ရဲ့စမပြေမှုကြောင့်စိတ်ထိခိုက်နေတဲ့ main ကလေးတယောက်ဟာသူ့ဖွားကိုသွားတွေ့ခဲ့ပါတယ်ငိုကြွရင်သူမခင်ပေါ်နဲ့အိမ်တော်ရဲ့စမပြေဘူးလို့အဖဖြစ်သူကိုပြောပြခဲ့ပါတယ်သူမစိတ်ပြအားငယ်နေပြီးလမ်းပြောင်းနေသလိုပင်ပန်းနွမ်းနေပါတယ်ပြဿနာတစ်ခုကိုဖြေရှင်းလိုက်တိုင်းနောက်ပြဿနာတစ်ခုထပ်ပေါ်လာသလိုခံစားနေရတယ်သူမရုန်းကန်နေရတာတွေကြောင့်ပင်ပန်းပြီးအခက်အခဲတွေကိုလက်လျှော့ခြင်းနေပြီလို့ပြောပါတယ်ပြောရင်းငိုပါတယ်အဖွားသူပြောတာကိုနားထောင်ပြီးနောက်သူ့ကိုမိဖို့ခန်းထဲကိုခေါ်သွားခဲ့ပါတယ်စကားတစ်ခေါက်မှမပြောဘဲရေအိုးသုံးလုံးကိုရေဖြစ်ပြီးမိဖို့ပေါ်တင်ခဲ့ပါတယ်ပထမအိုးထဲမှာမွန်လာဥနီများထည့်ပါတယ်ဒုတိယအိုးထဲမှာကြက်ဥများထည့်ပါတယ်တတိယအိုးထဲကိုတော့ကြိတ်ထားတဲ့ကော်ဖီစိတ်များကိုထည့်ပါတယ်ရေစရတိနှစ်ယောက်စလုံးတိတ်ဆိတ်စွာရပ်နေခဲ့တယ်မိနစ်20ကြာတဲ့နောက်အဖွားကမိဖို့ကိုပိတ်လိုက်တယ်သူမရဲ့ဖွားကမုံလာဥနီများကိုထုတ်ပြီးပကံလုံးနဲ့ထည့်လိုက်တယ်နောက်ပြီးကြက်ဥများကိုထုတ်ပြီးဘေးကိုဖယ်ထားလိုက်တယ်နောက်ဆုံးမှာတော့မွေးကြံနေတဲ့ကော်ဖီကိုခွက်ထဲတော့လောင်းထည့်လိုက်ပါတယ်မြေးမလေးဘက်သို့လက်ကဘာတွေမြင်လဲဟုမေးလိုက်တယ်မင်းကလေးကခဏစဉ်းစားဟန်ပြုပြီးမုံလာဥနီကြက်ဥနဲ့ကော်ဖီလို့ဖြေလိုက်တယ်အဖွားကသူမကိုအနားခေါ်ပြီးမုံလာဥနီကိုလက်နဲ့ဖိကြည့်လိုက်ပါလို့ပြောတယ်သူမဖိကြည့်တဲ့အခါမှာခက်ပြော့အထီးတွေကိုရတယ်ကဲကြက်ဥတွေကတလုံးကိုခွက်ကြည့်လိုက်ပါဦးခိုင်းလိုက်တယ်မျိုးသမီးငယ်လေးကကြက်ဥခွန်ကိုခွက်လိုက်တယ်အတွင်းမှာမာကြောပြီးကျက်နေတဲ့ကြက်ဥဖြုတ်ကိုတွေ့လိုက်ရတယ်အခုကော်ဖီကိုတောက်ကြည့်ပါအောင်လို့ဖွားကပြောလိုက်ပါတယ်မြင်းမလေးကကော်ဖီခွက်ကိုမော့လိုက်ပြီးမျက်လုံးများကိုမိတ်ကမွေးကြိုင်တော့အနက်နဲ့နှက်ဆိုင်တော့အရသာကိုခံစားမိလိုက်တယ်နောက်ဆုံးမှာတော့သူမကနားမလဲတာကြောင့်အဖွားဒါတွေအားလုံးရဲ့အတိတ်ဘက်ကဘာလဲလို့မေးလိုက်တယ်အဖွားကနူးညံ့စွာဖြေပေးတယ်ဒီຢာတစ်ခုစီတိုင်းမှာတူညီတဲ့အခက်အခဲကိုရင်ဆိုင်ခဲ့ကြရတယ်ဒါပေမဲ့တစ်ခုစီရဲ့တုံ့ပြန်ခြင်းကမတူကြပါဘူးမွန်လာဦးနီကအစားပိုင်းမှာမာကြောပေမဲ့အပူနဲ့ထိတွေ့တဲ့အခါပျော့ပြောင်းသွားတယ်ကျက်ဥကတော့အခွန်နဲ့ကာကွယ်ထားတဲ့အရွယ်လေးပေါ့ဒါပေမဲ့ဆူနေတဲ့ရေနွေးထဲမှာထားပြီးနောက်ပိုင်းမှာမာကြောသွားတယ်ကော်ဖီဈေးတွေကတော့ကွဲပြားခြားနာတယ်ရေရောက်သူကပြောင်းလဲမသွားပဲရေကိုကော်ဖီဖြစ်ပြောင်းလဲသွားစေတယ်အဖွားကမြေးမလေးကိုကြည့်ပြီးငါမြေးကဘယ်ဟာနဲ့တူလဲခက်ခဲတွေကြုံတဲ့အခါဘယ်လိုတုံ့ပြန်မလဲငါမြေးကမုံလာဥနီလားကြက်ဥလားဒါမှမဟုတ်ကော်ဖီစေးလားကိုမေးလိုက်တယ်ငါမြေးကမုံလာဥနီလို့အစပိုင်းမှာမာကြောအားကောင်းပေမဲ့နာကျင်မှုနဲ့ခက်ခဲတွေကြောင့်အားနေသွားသလားဘွားခက်ခဲလာတဲ့အခါငါမြေးရဲ့စိတ်ဓာတ်အင်အားမာကြောမှုတွေလျှော့သွားသလားဒါမှမဟုတ်ကြက်ဥလို့နူးညံ့တဲ့အရေနှလုံးသားနဲ့စခဲ့ပေမဲ့ဒုက္ခဆင်းရဲတွေကမင်းကိုအခွန်တစ်ခုလိုပိတ်လောင်ပြီးမာကြောလာစေသလားဒါပေမဲ့ကော်ဖီဈေးတွေကတော့ကွဲပြားခြားနာတယ်ရေကြောင့်သူကပြောင်းလဲသွားတာမဟုတ်ပဲရေကိုသူကကော်ဖီဖြစ်စေတယ်ဒါကြောင့်ငါမြေးကဘယ်ရလဲလို့မရလိမ့်မယ်ဖျော်ချင်တဲ့လူဆိုတာအကောင်းဆုံးကိုပိုင်ဆိုင်ထားတာမဟုတ်ပါဘူးငါမြေးသူတို့မှာရှိတဲ့အရာအလုံးကိုအကောင်းဆုံးဖြစ်အောင်လုပ်တတ်ကြတာပါနောက်ဆုံးမင်းရဲ့အချိန်ကုန်သွားလို့မင်းမရှိတဲ့အခါမင်းကပြုံးနေပြီးမင်းမရှိတာကိုကဘာကြီးကဝမ်းနဲ့နေတဲ့လူတစ်ယောက်ဖြစ်အောင်နေထိုင်လိုက်ပါနားဆင်ပေးကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ် Credit to ဥခင်စောဘာသာပြန်